မြတ်စွာဘုရားကဟောထားတာရှိတယ်ဗုဒ္ဓနုတ္တိဘာဝနာဘာကြောင့်အမြတ်ဆုံးဖြစ်ရတယ်လဲသင်္ကုတ္တရပါဠိတော်မှာဧကဓမ္မောဘိက္ခွေဘာဝိတောဒီတဘာဝတရားတစ်ခုမိမိတဏ္ဍာမှာဖြစ်စေမယ်တိုးပွားလာအောင်လုပ်မယ်အချင်းချင်းအထက်ထပ်လေ့ကျင့်မယ်ဆိုလို့ရှိရင်တဲ့ဟောဒီအကျိုး၅မျိုးရလာနိုင်တယ်အကျိုး9မျိုးရလာနိုင်တယ်အဲ့ဒီတစ်ခုသောတရားဆိုတာဘာလဲလို့ဆိုရင်ဗုဒ္ဓနုတ္တိပဲမြတ်စွာဘုရားရဲ့ခုံကြီးတွေအမှတ်ရနေတဲ့တတိအဲ့ဒီအမှတ်ရနေတဲ့တတိကိုမိမိတဏ္ဍာမှာစပြီးဖြစ်အောင်လုပ်ဖြစ်လာလို့ရှိရင်လည်းပဲထပ်တလဲလဲဖြစ်အောင်လုပ်အဲ့ဒါဘာဝနာပဲထပ်တလဲလဲဖြစ်အောင်လုပ်လာလို့ရှိရင်ရရှိနိုင်တဲ့အကျိုးကတာမန်လောကီအကျိုးတွေမဟုတ်ဘူးခုနကအကြောက်ပြေယုံတယ်မဟုတ်ဘူးကောင်းကျိုးချမ်းသာတွေရယုံတယ်မဟုတ်ဘူးလောကမှာလူတိုင်းလက်လန်းမမီနိုင်တဲ့ဖယားပွဲမှသာတွေးရှိနိုင်တဲ့အကျိုးတရားမျိုးတွေကိုရနိုင်တယ်။ဘာတွေလဲဆိုဗုဒ္ဓနုတ္တိကိုပွားလို့ရှိရင်တဲ့ဧကန္တနိဗ္ဗိဒါယသံဃာဝဆင်းရဲကြီးကညီးငွေလာပါမယ်တဲ့ဟောတာဖြစ်ထောင်ဖြစ်ခဲတဲ့အကျိုးတရားတစ်ခုပဲနော်ဧကန္တနိဗ္ဗိဒါယတကယ်တန်တရားကြီးဘဝကြီးကိုညီးငွေလာတဲ့စိတ်တွေပေါ်လာစေနိုင်တယ်။ဘာဖြစ်လို့လဲမြတ်စွာဘုရားကိုယ်တိုင်ကဘဝကိုညီးငွေတဲ့ပုဂ္ဂိုလ်ကိုနောက်တစ်ခုကဘာလို့ဆိုရင်ဝိရာဂဘဝကြီးကညီးငွေသွားတယ်လို့ဘဝကြီးပေါ်မှာတွေ့တာမှုတွေလည်းပဲပြတ်သွားမှာပါ။ခုချိန်မှာတွေ့တာလူတွေကပထမဘယ်သူတွေ့တာလဲကိုယ့်ဘဝကိုမတွေ့တာဘူးလားကိုယ်ဘဝကိုတွေ့တာလို့ကာဘာများဖြစ်မလားဆိုပြီးတော့နောက်ထပ်ဘဝတစ်ခုရှာပြီးတွေ့တာပြန်တယ်နော်ကိုယ်ဘဝကနေသူ့ဘဝတစ်ခါသွားတွေ့တာပြန်သူ့ဘဝကနေပွားလာလိုက်တဲ့ဘဝတွေကမနေဘူးဟုတ်ကဲ့လူတွေရဲ့သဘာဝကိုစဉ်းစားကြည့်ပထမဆုံးလူပြေရောက်လာတော့ကတစ်ယောက်ထဲလားနှစ်ယောက်လားအမွာဘူးတွေကြတော့ဘယ်လိုလုပ်တယောက်ထဲတော့တယောက်ထဲပဲဟုတ်လားဒါဇေယပေါ်ဆုံးတယ်လို့ဆုံးတာပါလာတော့ကတော့တယောက်ထဲလာတာပဲဟုတ်ကဲ့လားတယောက်ထဲလာတယ်ကိုယ့်ဘဝလေးကိုတွေ့တယ်ကိုယ့်ဘဝကိုတွေ့ရာကနေပြီးတော့သူ့ဘဝသွားတွေ့ပြန်တယ်အဲ့ဒီသူ့ဘဝတွေ့ရာကနေပြီးတော့ဘဝတွေတွေ့စရာတွေများလာပစ္စည်းဥစ္စာတွေ့စရာတွေများလာတယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေတွေ့စရာတွေများလာတယ်ဆွေတွေမျိုးတွေတွေ့စရာတွေများလာတယ်ဟုတ်ကဲ့လားအတွေ့အတာတွေကအလွန်များလာအဲ့ဒီလိုအတွေ့အတာတွေကိုဖြတ်ထောက်ဖြစ်ချင်လို့ရှင်ဘာလို့မလဲဗုဒ္ဓနုတ္တိပွားပါတဲ့နော်ဗုဒ္ဓနုတ္တိပွားခြင်းဖြင့်အတွေ့အတာတွေဖြတ်ထောက်နိုင်ပါတယ်တဲ့ဝိရာခာယနောက်တစ်ခုကနိရောဓာယလောကမှာလူတွေကဒုက္ခတွေကြုံတွေ့နေကြအကြုံတွေ့ရတဲ့ဒုက္ခတွေငြိမ်းသွားခြင်းဘာလို့ဗုဒ္ဓနုတ္တိပဲပွားပါတဲ့ဟောဒုက္ခတွေကိုလည်းငြိမ်းသွားစေနိုင်တယ်တဲ့ဒီဗုဒ္ဓနုတ္တိကဘုရားကိုအာယုံပြုတယ်ဆိုတဲ့အကြည့်မြတ်စွာဘုရားဟာဘဝမှာအတွေ့အတာရှိသေးလားရှိပါဘူးဘလောက်အားကြကိုလည်းအားကြဘုရားတောင်တွေ့တာမရှိဘူးငါလည်းတွေ့တာလို့မကောင်းဘူးဆိုဟောအားကြလို့ရတာပေါ့နော်နောက်ဘုရားမှာအတွေ့အတာမရှိလို့ဒုက္ခတွေကလည်းပဲချုပ်ငြိမ်းသွားသလိုချုပ်ငြိမ်းသွားတဲ့ဂုဏ်တွေကိုအာရုံပြုလိုက်တဲ့အခါကိုလည်းချုပ်ငြိမ်းခြင်းလာတယ်ပေါ့အဲ့ဒါကြောင့်မလို့နိရောဓာယဒုက္ခတွေချုပ်ငြိမ်းသွားဖို့အတွက်လည်းပဲဟောဒီဗုဒ္ဓနုတ္တိကမ္မထာကိုပွားပါတဲ့ဒါကဘဝကြီးနဲ့ပတ်သက်ပြီးတော့ညီငွေဖို့မတွေ့တာဖို့ဒုက္ခတွေချုပ်ငြိမ်းသွားဖို့ဆိုတဲ့အကျိုး၃မျိုးဖြစ်ထွန်းစေတယ်နောက်ထပ်ရရှိနိုင်တဲ့အကျိုးတွေကဘာလို့ဆိုလို့ရှိရင်အဘိညာယဗုဒ္ဓနုတ္တိကိုပွားခြင်းဖြင့်ထူးခြားတဲ့အသိဉာဏ်တွေကိုယ်တဏ္ဍာမှာပေါ်လာမယ်အမှန်တရားတွေကိုထင်ထင်ရှားရှားသိလာမယ်အကြောင်းနဲ့အကျိုးခေါင်းဆိုးတွေကိုခွဲခြားသိလာမယ်အဘိညာယထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေပေါ်လာနိုင်ပါတယ်တဲ့ဒါကြောင့်မို့ဗုဒ္ဓနုတ္တိကိုပွားပါတဲ့ဗုဒ္ဓနုတ္တိပွားလို့ရှိရင်ထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေပေါ်လာမယ်
အဲ့ဒါလိုပဲတဲ့တန်ဘောဓာယတရားအစစ်မှန်နေနိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းတွေသိနိုင်တဲ့အသိဉာဏ်မျိုးတွေလည်းပဲဗုဒ္ဓနုတ္တိပွားလို့ရှိရင်လမ်းမှန်တွေကိုတွေ့လာမှာပါဒီအကျိုးကိုလည်းရတယ်နောက်တစ်ခုကဘာလို့ဆိုဥပတမယလောကလူတွေဟာပူပန်မှုနဲ့နေကြတယ်အလုံးဟာနောင်ရေးပူပန်ရတာတို့တာရေးသမီးရေးပူပန်ရတာတို့စီးပွားရေးပူပန်ရတာတို့ဟိုရေးဒီရေးပူပန်ရတာတွေမရှိဘူးလားရှိပါဘူးလူတွေမှာအပူနဲ့အပင်နဲ့နေကြတာနောက်ဆုံးကြတော့အပူပင်မရှိရင်မနေတတ်တယ်လို့တောင်ဖြစ်နေလူကပူစရာမရှိရှားပူတယ်တချို့ကဟုတ်ကဲ့လားပူစရာမရှိဝယ်ပြီးတော့များပူအောင်မလားမသိဘူးဘာဖြစ်လို့လဲဆိုတော့အပူထဲနေကြတော့အေးတဲ့သွားဖို့သိစိတ်မပါနော်အပူတွေများနေတဲ့အချိန်မှာ तू ကအေးကြတော့သိစိတ်ဓာတ်ကမကြိုက်ချင်ဥပတမတဲ့စိတ်နှလုံးအေးချမ်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ဗုဒ္ဓနုတ္တိကိုပွားပါပူပန်မှုတွေကင်းပြီးတော့အပူတွေများတဲ့လောကကြီးမှာအေးအေးချမ်းချမ်းလေးနေခြင်းပြီဆိုလို့ရှိရင်ဗုဒ္ဓနုတ္တိပွားလောကလူသားတွေကနော်လူတစ်ခုပူမှုရတဲ့ဆယ်ကလေးလို့ဆိုတဲ့အတိုင်းပူမှုတွေကအလွန်များတယ်အဲ့လိုပူမှုတွေများတဲ့ထဲမှာတို့တော့အေးချမ်းအောင်နေမယ်လို့နေခြင်းပြီဆိုလို့ရှိရင်တော့ခုခေတ်ကလူတွေကတော့အဲ့ဒါတတိယမှာမဟုတ်ဘူးအဲယာကွန်လေးတက်လိုက်မယ်လို့အောင်မေ့ခြင်းမေ့ဗုဒ္ဓနုတ္တိပွားလိုက်ပါတဲ့ဗုဒ္ဓနုတ္တိပွားလိုက်လို့ရှင်စိတ်အေးချမ်းမှုတွေရလာပါလိမ့်မယ်ဟုတ်ကဲ့လားအကျိုး6မျိုးရှိသွားပြီနော်ဗုဒ္ဓနုတ္တိပွားတဲ့အကျိုး6မျိုးနောက်ဆုံးတစ်မျိုးကဘာလို့ဆိုရင်နိဗ္ဗာနာယသံဝတ္တတိကိုလိုချင်တဲ့နိဗ္ဗာန်ကိုလည်းဟောဒီဗုဒ္ဓနုတ္တိပွားခြင်းဖြင့်ရနိုင်တယ်လူတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေဒီလိုဆုတောင်းကြဟောဆုတောင်းမနေနဲ့ဗုဒ္ဓနုတ္တိသာပွားလိုက်ကိုလိုချင်တဲ့နိဗ္ဗာန်ဟာရလာမှာပဲလို့ပြောတယ်အေးကောင်းပြီဗုဒ္ဓနုတ္တိဆိုတာဒီလိုအကျိုး9မျိုးကိုထုတ်လုပ်ပေးနိုင်တဲ့ထူးခြားတဲ့အမြတ်ဆုံးသောဘာဝနာတစ်မျိုးဖြစ်တယ်အဲ့ဒီအမြတ်ဆုံးသောဘာဝနာတစ်မျိုးဟာဘုန်းကြီးတို့ရဲ့လက်ရှိဘဝအမတန်မှပွားများတဲ့